အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်ကတော့ဒီပွဲတွေကိုလည်းကျွန်တော်မတုံးတန်ပေးရတာကြာပြီဗျပြီးတော့ပွဲလည်းဒါမရွေးချယ်ဘူးပေါ့နော်တစ်ခါမှမရွေးချယ်ဘူးဆိုတော့တဲအောင်နေတာပဲကျွန်တော်ဒါအခြားဟာတွေလုပ်ပြီးအေးဆေးနေတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ပွဲလေးလည်းပါနေတော့ပေါ့နော်ဒီဘောလုံးရာသီလည်းဒါသိန်းခါနီးတဲ့အနေထားမှာဆိုတော့ကျွန်တော်ဒီပွဲညီကိုတွေကိုကျွန်တော်အနေနဲ့ဒါရွေးချယ်ပေးခြင်းတယ်ဆိုတော့အဲ့ဒီပွဲကတော့ဗာလဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒါအင်္ဂလန်ပရီးမီးယားလိဂ်ကဒါမြန်မာစံတော်ချိန်2နာရီပဲထိုင်းစံတော်ချိန်3နာရီမှာကန်မဲ့West Ham နဲ့ Newcastle ပွဲလေးကိုကျွန်တော်ညီကိုတွေကိုရွေးချယ်ပေးခြင်းနဲ့ဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့အနေနဲ့အဝေးကွင်းNewcastle အနေနဲ့ကတော့ level ကိုကျွန်တော်တို့အနေနဲ့ကဒါ90ဆိုပြီးတော့ဒါနိုင်ငံခြားချင်းမှာဖွင့်ထားပြီးတော့ဂိုးပေါင်းကြီးကတော့3လုံးကို90ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒါကြေးဖွင့်လာတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Newcastle နဲ့ West Ham နဲ့ဒါနှစ်သင်းကကျွန်တော်တို့ဖက်ကတော့ဒါ West Ham ကတော့တော်တော်ကိုရုန်းကန်နေရတယ်ပေါ့နော်ဒါလက်ရှိမှာနီးပြဒါ Graham Potter ရောက်လာတဲ့အနေအထားမှာဆိုရင်လည်းဒါဒီအသင်းကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီထင်တယ်လို့တော့အရင်ကြီးတော့ကောင်းမွန်လာခြင်းတော့မရှိဘူးဒါပေမဲ့ဖြည်းဖြည်းချင်းကတော့ကျွန်တော်တို့ဒါတိတိကျကျတက်လာတော့ပြောရတယ်ဆိုတော့ဘာလို့တွတ်တက်လာလဲဆိုတော့အဓိကခံစစ်ကိုပေါ့ဒါ Graham Potter ကအဓိကသူ့အနေနဲ့ဒါပြင်ဆင်နေပေါ့လေဆိုတော့ဒါဘာလို့ခံစစ်ကိုပြင်ဆင်နေလို့ကျွန်တော်တို့အနေနဲ့ဒါပြောရလဲဆိုတော့ဒါအဓိကက West Ham ရဲ့ကစားကွက်ကိုသူချိန်နေဆိုတော့သူရဲ့ကစားကွက်မှာလည်းဒါနည်းနည်းတချို့ကစားနေမယ်ဆိုတော့အာဝင်ကိုကြဖြစ်လာတာကျွန်တော်တွေ့ရတယ်ဆိုတော့ဝါဆန်ဒီဘာကြောင့်ခန်းစစ်ကိုအဓိကကစားနေလဲဆိုလို့ရှိရင်တော့ဒါသူ့အနေနဲ့ကတော့ဒါအရှိမှလည်းဒါတောက်ချောက်ပေါ့နော်သူ့အနေနဲ့ဒါဂိုးကြီးပေးထားရတယ်ဆိုတော့ဒါဒီအနေထားမျိုးကိုသူ့အနေနဲ့ကတော့ဒါအဓိကတော့ဒါပြင်ဆင်ထားတယ်ပေါ့နော်နောက်ဆုံးပွဲမှာဆိုလို့ရှိရင်တော့ဒီနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်တော့ Bradford တော့ 0-1 နဲ့သူချုံးတယ်ဆိုတော့နောက်ထပ်ဒါ Arsenal ရဲ့အိမ်ကိုတော့ 0-1 နဲ့သူနိုင်တယ်ပြီးတော့ Leicester ကို2-0ဆိုပြီးတော့သူ့အနေနဲ့ကတော့ဒါနောက်ဆုံး2ပွဲကလန်ချက်ယူထားတယ်ဆိုတော့ဒါတွေကိုကြည့်ချင်းအဖြစ် West Ham ကအဓိကခန်းစစ်ကိုဦးစားပေးကစားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့တစ်ဖက်က Newcastle ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Newcastle ကတော့အဓိကသူကောင်းတာတော့အိမ်ဝင်းပေါ့လေအိမ်ဝင်းဆိုရင်တော့ပြောစရာမလိုတော့ကောင်းတယ်ဒါပေမဲ့အဝေးဝင်းဆိုလို့ရှိရင်တော့တစ်ခါတလေကျတော့သူကြောင်ပြောက်တတ်တယ်ပေါ့နော်ဒီအနေထားမျိုးရှိတယ်ဆိုတော့ဒီနှစ်သင်းမှာတော့ကျွန်တော်တို့အနေနဲ့ဒီ Newcastle အနေနဲ့ကတော့ဒီနှစ်ရာသီမှာသူ့အနေနဲ့ဒါဥရောပဝင်ခွင့်တနေရာကိုဒါသူ့အနေနဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲကိုလည်းသူ့အနေနဲ့ကတော့ဒါအရေးပါတဲ့ပွဲတစ်ပွဲအဖြစ်သူကစားရမယ်ဆိုတော့ Newcastle ကဒီနောက်နှစ်ရာသီဥရောပမှာဒါရှေ့ဆက်မယ်ဆိုလို့ရှိရင်တော့သူပွဲစဉ်တော်တော်များများကိုတော့ဒီဂရုစိုက်ရတော့မှာဗျဒါတစ်ဖက်ကဝဟန်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဒီတန်းစင်းဇုံတွေကတော့ဒါအရန်ကြီးဒါအလှမ်းဝေးနေတယ်ဆိုပေမဲ့ဒါဒီအသင်းအနေနဲ့ကတော့ဒီနှစ်ရာသီမှာတော့ဒါအလဲအလတ်လောက်နေပဲဒီအဆုံးသတ်ဖို့များတယ်ဆိုတော့ဒီ Graham Potter အနေနဲ့ကတော့ဒါဒီနေ့မှာတော့သူ့အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့သူအရှိမကစားခဲ့တဲ့ပွဲလိုပဲခံစစ်ကိုပဲအဓိကထားလာဖို့ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီသူခင်းပြင်းထားတဲ့အခင်းတိုင်းဆိုရင်တော့တကယ်ကိုဟိုပါပေါ့နော်ခန်းစစ်ကိုပဲဒါဦးစားပေးထားတဲ့ဇီရိုက်တာတစ်ဖက်ကတော့ Newcastle ကတော့ဒါဘေးတော့ကမှသူ့အနေနဲ့ကအသင်းကြီးနဲ့တွေ့အသင်းကလေးတွေမှာတွေ့အိမ်ဝင်အဝေးကွင်းဘေးတော့မှခန်းစစ်ကိုအဓိကဦးစားပေးတယ်လို့တော့မရှိသူ့အနေနဲ့ဒါတိုက်စစ်မှာဆိုလို့ရှိရင်လည်းဒါပြောစရာမလိုတဲ့လူစင်းနဲ့ပေါ့နော်ဒါအလဲတန်းမှာဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့စင်ရင်အဲ့တော့နောက်တန်းမှာဆိုလို့ရှိရင်တကယ်ပြောစရာမလိုဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီ Eddie Howe အနေနဲ့ကတော့ဒါ Newcastle ကိုသူ့အနေနဲ့ကတော့ဒီဘုံမောက်ကနေကင်တွေပြီးတဲ့နောက်ပိုင်းမှာတော့ဒါလက်ရှိ Newcastle ကတကယ်ကိုအစိတ်ရှိတဲ့အသင်းဆိုပြီးတော့သူ့အနေနဲ့ကတော့ဒါပြောင်းလဲလာတာကတော့ကျွန်တော်တို့ဒါ2021 2025ဆိုလို့ရှိရင်ကျွန်တော်4နှစ်ကျော်လောက်ရှိပါပြီဆိုတော့ဒါ Eddie Howe အနေနဲ့ကတော့အစောပိုင်းကသူ့အနေနဲ့ Newcastle ကနည်းနည်းလေးဟိုအထက်ငေါ်တွေဖြစ်တဲ့အချိန်မှာတော့ဒီသူ့နဲ့ထွက်နိုင်နေဆိုတဲ့ပုံစံမျိုးနဲ့လက်ရှိမှာတော့Newcastle ကအဲဒီဟောင်းပဲယုံကြည်ထားတယ်ဆိုတော့တစ်ဖက်ကဒါကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအဝေးကွန်းလာကစားမဲ့ Newcastle ရဲ့လူစင်းကတော့တကယ်ကိုပြောစရာမလိုဘူးတကယ်ကိုတောင်းတင်းတယ်ဆိုတော့ဒါတိုက်ဆက်မှာဆိုလို့ရှိရင်လည်းအဓိကရှီဇွန်ပြိုင်နဲ့ Iseto ဒီ Mavi တို့ Wello တို့ရှိတယ်အလဲတန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြာဘာလဲဆိုတော့ဒီ Jonathan တို့ Tonali တို့ Gumaret တို့ဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့ကစားသမားတွေဆိုတော့ရှင်တော့တိုက်ဆက်ကိုလည်းဦးစားပေးတယ်ဆိုတော့ခန်းဆက်ကိုလည်းတကယ်ကိုဟိုလိုက်နေတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်တစ်ဖက်ကဝဆန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဒီပက်ကွေတာကတော့ဟိုသူ့အနေနဲ့ကတော့ဒီလောင်းဝင်းသားကိစ္စတွေနဲ့ပေါ့နော်လောင်းဝင်းသားကိစ္စတွေနဲ့သူ့အနေနဲ့ကတော့ဒီရာသက်ပံပေါ်ပိုင်းခိုင်းရနိုင်တဲ့အနေအထားတစ်ခုရှိတယ်ဒါလက်ရှိမှာတော့သူ့အနေနဲ့ဒိုင်းရဆင်းနေမှာတော့ပါနေသူကမပါနိုင်ဘူးဆိုပေမဲ့ဒါသူတို့မှာတော့ဒါကောင်းတဲ့ဒါကစားသမားတွေကလည်းတော်တော်များတယ်ဒါပေမဲ့ဒီနှစ်မှာသူ့အနေနဲ့ဒါဝယ်ထားတဲ့ဒီကစားသမားတွေထဲမှာတော့သူ့အနေနဲ့အရန်ကြီးတော့ဟိုဘာလဲဆိုတော့ဟိုရှီသွင်းပြတဲ့ကစားသမားတွေတော့မတွေ့ရဘူးကြာကျွန်တော်တို့အနေနဲ့เนาะအဲ့တော့နောက်ထပ်ဒီဖာဂူဆန်ဆိုလို့ရှိရင်လည်းဒီဟို Brighton ကရောက်လာပြီးတဲ့နောက်ပိုင်းမှာသူ့အနေနဲ့အဲ့လောက်ထိဟိုပါပေါ့เนาะဟ
ဘာလဲဆိုတော့ဒါဂိုးတွေအဲ့လောက်ထိရထားတော့ကျွန်တော်တို့မတွေ့ဘူးနောက်တစ်ခုကသူတို့အနေနဲ့ဒီကျွန်တော်တို့ဒါ West Ham ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတော့ West Ham မှာနည်းနည်းလေးရှင်းပြနေတာတော့ဒီ Manchester United ရဲ့ကစားသမား Hawan Saka လေးကတော့အဓိကကျွန်တော်တို့အနေနဲ့ဒါရှင်းပြနေတာတွေ့ရတယ်နောက်တစ်ခုကဒါ PSG ကဝယ်လာတဲ့ဒီ Colas Solar ကလည်းဒါအဲ့လောက်ထိတော့မဟုတ်သေးဘူးဆိုတော့ဒီ West Ham နဲ့ဒီ Newcastle နဲ့ပွဲကတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုဒါမြိုင်ဆိုင်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ထင်တယ်ဆိုတော့အဓိကကတော့ Newcastle ရဲ့အိမ်ကွင်းမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါပို့ပြီးတော့မြိုင်ဆိုင်တဲ့ပွဲတစ်ပွဲလို့ပြောရမယ်ဆိုတော့ West Ham ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဒါ Newcastle အနေနဲ့ကအဝေးကွင်းလာကစားအတွက်ကြောင့်မလို့ဒါ West Ham အနေနဲ့အားနည်းချက်ရှိတယ်ဆိုရင်တောင်မှသူ့မှာတော့ဒါအိမ်ကွင်းပရိသတ်တွေနဲ့ကတော့အဓိကကဒါ Newcastle ကိုဒါအားသာချက်တစ်ခုတူဖြစ်သွားတယ်ဆိုတော့တစ်ဖက်ကလည်းဒါဘာလဲဆိုတော့ဒီနည်းနည်းလေးအတက်အကျညီနေတဲ့အသင်းအသင်းနဲ့ဒါမှတဖြည်းဖြည်းဒါအခုဒါ West Ham ကလည်းဒါစူးစမ်းလာတဲ့အသင်းနဲ့ဒါကျွန်တော်တို့တွေ့ဆုံတဲ့အချိန်မှာတော့ဒါနှစ်သင်းလုံးကတော့ဒါညီမျှတယ်လို့ကျွန်တော်တို့ပြောရမယ်နှစ်သင်းလုံးကညီမျှအနေထားမှာရှိတယ်လို့ဆိုလို့ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါနှစ်သင်းလုံးညီမျှတယ်ဆိုတာကတော့ဒါကြီးအပေါ်မှာပဲမူတည်တယ်အခု level 50ပဲ Newcastle ပေးတယ်တကယ်တော့ West Ham ကကြာဆုံးတဲ့အခြေအနေရောက်တယ်ဆိုလို့ရှိရင်တော့ဒါတစ်ဖက်ဆောင်ကြီးကိုနင်းပြီးတော့ပေးထားဖို့ဆို Newcastle တစ်လုံး50လောက်ပေးဖို့ဆိုတော့အခု Spurs ကြာဆုံးနေတဲ့အချိန်မှာ Spurs ဘက်မှာ Newcastle ကနေပြီးတော့ level ကိုအပြည့်ကျုံးရင်တစ်လုံး50လောက်ထိတူပြီးတော့ဒါ Spurs ရဲ့အိမ်ဝင်းမှာသူကြောပေးခဲ့တယ်ဆိုတော့ Spurs အိမ်ဝင်းမှာကြောပေးခဲ့တဲ့အခုကြီးနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးကကျွန်တော်တို့အနေနဲ့ကတော့ဒီဟိုပေါ့နော်ညီမျှနေတဲ့ပုံစံမျိုးလေးပေါ့ဒါအဲ့လိုမျိုးကျွန်တော်တို့အနေနဲ့ဒါတွေ့ရတယ်ဆိုတော့ဒါ Newcastle က Tottenham Hotspur ကိုတစ်လုံး50ပေးခဲ့တဲ့ကြေးနဲ့ West Ham ကို level ကို50လောက်ပဲပေးတဲ့ကြေးနဲ့ကျွန်တော်တို့ရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Newcastle ရဲ့ကြေးကဒီဝကီတွေဖွင့်ထားတဲ့ပုံစံကြည့်မယ်ဆိုလို့ရှိရင်တော့ဝဟန်ကိုသူ့အနေနဲ့ကတော့ဒီဝဟန်ကိုသူ့အနေနဲ့ကတော့နည်းနည်းလေးဘိုကီတွေကထင်ကြီးထားတဲ့ပုံစံမျိုးတကယ်တမ်းကဝဟန်ကိုဘိုကီတွေကအထင်မကြီးဘူးဆိုလို့ရှိရင်တော့အနည်းဆုံးနီးကတစ်လုံး50လောက်ကတော့ level ပြေချုံးလောက်ကတော့ဘိုကီတွေကလုံးဝကိုခင်းချင်းပေးမယ်လို့တော့ကျွန်တော်တို့ထင်နေပေါ့နော်အဲ့တော့ဂိုးပေါင်းကြီးကိုကျွန်တော်ကြည့်တဲ့ခါမှာ3လုံး50ဆိုတော့3လုံး50ကြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်သွင်းကိုမြင်တွေ့ရနိုင်ခြင်းများတယ်ဆိုတော့ဘယ်လိုလဲများလဲဆိုလို့ရှိရင်တော့3လုံး50 level ကို50အရှုံးဆိုတဲ့အနေထားမှာတော့ဒါမှမဟုတ်1 2တပေါက်ဒါမှ2 2တပေါက်ဆိုတော့ဒီအနေထားမျိုးကိုလည်းကျွန်တော်အနေနဲ့ဒါဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒါမန်နေကဆိုတော့ဒါရက်လက်တူညီသွားတဲ့ Tottenham Hotspur နဲ့ဘုံမောက်ကြီးရဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေ့ပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအဓိကကတော့ဒီကြေးဖွင့်ထားတဲ့ပုံစံအရကြည့်မယ်ဆိုရင်เนาะဒီဘလို့ဖြစ်အနည်းဆုံးကတော့ဒါနှစ်ဖက်သွင်းကိုမြင်တွေ့ရနိုင်တယ်ဆိုတော့ဘိုကီတွေကယူဆထားတယ်ဆိုတော့ဘိုကီတွေယူဆထားတဲ့အချက်ကလည်းဘာလဲဆိုတော့ဒီ West Ham ကအခုလက်ရှိပွဲတွေမှာဆိုလို့ရှိရင်တော့ဒါလုံးဝကိုသူ့အနေနဲ့ကတော့ဒီခန်းဆက်ကအဓိကတင်ဆင်းပြီးကစားတဲ့နောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်တော့ဒါ C1 2C ဆိုတဲ့အနေအထားမှာဒီဝဟန်ကလည်းဝဟန်ကို Newcastle ကနေပြီးတော့ဒီ900နိုင်တဲ့ပုံစံကြေးပွင့်ထားပြီးတော့ West Ham အနေနဲ့လည်းဒါ Newcastle ကိုပြန်ပြီးတော့900နိုင်တဲ့ပုံစံမျိုးဒါပေမဲ့အလားအလာဖွင့်ထားတယ်ဆိုတော့ဒီလားဘာလို့ဖွင့်ထားလဲဆိုတော့ဒီ West Ham ကပေးဖို့မရှိတဲ့ပွဲတွေနောက်ဆုံး2ပွဲကစားခဲ့တယ်ပေါ့နော်ဒီတွေ့ကြောင့်မို့လို့လဲဘူကီရီကဒါကိုသူနဲ့ဒါထက်တွက်ထားတယ်ဆိုတော့ Newcastle အနေနဲ့ကလည်းကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဒီနေ့ပွဲကိုဒါသူ့အနေနဲ့ကတော့နိုင်တယ်ဆိုလို့ရှိရင်ဒါအထက်ကကျွန်တော်တို့အနေနဲ့ဒါဘုံမောက်ကိုကျွန်တော်တို့ဖြတ်ရုံနဲ့မကဘူးသူ့ထက်ဒါပြီးတော့တပွဲပိုပေါ့နော်ဒါတပွဲပိုကစားထားတဲ့2ပွဲပိုကစားထားတဲ့ Aston Villa ရဲ့နောက်ထပ်တပွဲပိုကစားထားတဲ့ Brighton ရဲ့ဒါအနေထားကိုသူ့အနေနဲ့ကတော့ဒီလုံးဝကိုဒါကြော်လင်းသွားမှာဖြစ်ပါတယ်အဲ့တဲ့အတွက်ကြောင့်မို့လို့ Newcastle ကဥရောပမှာဒါသူ့အနေနဲ့ဝင်ခွင့်ရဖို့အတွက်ဆိုရင်တော့ဒီပွဲကိုသူ့အနေနဲ့မဖြစ်မနေဒါနိုင်ခံမှုလို့လိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်ရဲ့အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ Newcastle ဖွင့်ကစားလာနိုင်တယ်ဆိုတော့ West Ham ကလည်းဒါနီးပြအပြောင်းလဲနဲ့သူ့အနေနဲ့ကတော့ဒါအသင်းရဲ့အနေထားကိုထိန်းသိမ်းနေကစားလာတာတွေ့ရတယ်ဆိုတော့ဒါ Newcastle တကယ်လို့ဂိုးရခဲ့လို့ရှိရင် West Ham အနေနဲ့လည်းသူ့အနေနဲ့ကတော့ဒီ Newcastle ရဲ့အင်္ဂုံမှာ 0 ဆိုတဲ့ပထမအကျော်နဲ့အနိုင်ယူခဲ့တဲ့ပုံစံမျိုးဒီနေ့ဒါကွင်းမှာလည်းကျွန်တော်အနေနဲ့ဒါဂိုးမရဘူးဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့မမြင်ဘူးဆိုတော့ဒါနှစ်ဖက်သွင်းကိုအနည်းဆုံး3ဂိုးလောက်တော့ဖြစ်မှတင်တယ်2-1ဒါမှမဟုတ်2-2ဒီပုံစံမျိုး1-2ဒီဇဲမျိုးကတော့ကျွန်တော်တွားဖို့တင်တယ်ဆိုတော့ကျွန်တော်ရဲ့အကြိုက်ကတော့ဒီနေ့ပွဲမှာတော့ဆိုလို့ရှိရင်တော့ဒါ West Ham နဲ့ Newcastle နဲ့ပွဲမှာကျွန်တော်ကိုပေါင်းအပေါ်ရွေးချယ်ပေးခြင်းနဲ့ဆိုတော့အကြိုက်တူတဲ့ညီကိုတွေတော့ like ကစားပါဗျ